ဒီရှေ့မှာတွေ့ရမှာကတော့10ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်ဒီမှာကြည့်ကော်ဖီတောက်မုံစားပြီးတော့ချေးနေတဲ့သူရှိတယ်ပေါ့နော်ဒီဘက်မှာလည်းကော်ဖီဆိုင်တွေရှိတယ်ဗျဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကဒီချင်းမိုင်မြို့ထဲကနေပြီးတော့ဆိုင်ကယ်မိနစ်40လောက်စီးအောင်နဲ့အခုလိုမျိုးအရက်မိုက်တဲ့ view တွေကိုကြည့်ပြီးတော့ကော်ဖီတောက်ရင်ချေးလို့ရမယ့်နေရာတခုခေါ်သွားချင်ပါတယ်ဒီနေရာကိုသွားလဲခြင်းနဲ့ဆိုလို့ရှိရင်တော့ Google Map မှာမဲတီရက်ဆာဘွားဒါမှမဟုတ်101 Cafe and Bar ဆိုပြီးရိုက်ရှာလို့ရှိရင်လည်းအလွယ်တကူရှာတွေ့နိုင်တယ်ပေါ့နော်ကျွန်တော်ခုကတော့ဒီကျွန်တော်နေတဲ့ hostel ကညီလေးနဲ့ဒီချင်းမိုင်နာ10တခုရောက်နေတာပေါ့နော်ဒါတော့ဒီရတဲ့ဘောကောင်းတဲ့ညီလေးဟန်တာပါဒီ10ရက်အပေါ်မှာဆိုလို့ရှိရင်လည်း coffee ဆိုင်တွေမုန်းဆိုင်တွေရှိတယ်ပေါ့နော်ဒီနေရာလာမယ်ဆိုလို့ရှိရင်တော့ညနေဘက်ညနေ9နာရီ4နာရီ5နာရီလောက်မှလာတာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့ရောက်လာတာကကျွန်တော်နေခင်း2နာရီဆိုတော့ကျွန်တော်နေအရန်ပူတယ်တပုံရလို့တိတ်အဆင်မပြေဘူးပေါ့နော် sunset နဲ့ဆိုရင်တော့ရရပို့ပြီးတော့အဆင်ပြေမယ်ထင်တယ်ဗျဆန်လေးရမိုက်တယ်ဗျကျွန်တော်ဒီနေရာကိုလာမယ်ဆိုလို့ရှိရင်တော့ချင်းမိုင်ကနေပြီးတော့ဒီဆိုင်ကယ်45မိနစ်လောက်ဆီလို့ရှိရင်ရောက်တယ်ပေါ့နော်အခုလိုမျိုးရမ်းမိုက်တဲ့ဒီဟိုဘက်မှာဆိုလို့ရှိရင်ရေကန် view ရှိတယ်ပေါ့နော်10 view ရှိတယ်ဆိုတော့ကျတော့ဒီမှာ coffee တွေပါတယ်တောက်ပြီးတော့ဒီမှာ view ကိုကြည့်ပြီးတော့ချေးကျင်လို့ရှိရင်လည်းပို့ပြီးတော့အဆင်ပြေတယ်ဗျကျွန်တော်ဟိုဘက်မှာပါတယ်ရှိလဲလိုက်ပြပေးမယ်ပေါ့နော်ကားပါကင်နဲ့ဆိုင်ကယ်ပါကင်နဲ့နားမှာပါကျွန်တော်ဒီအပေါ်မှာတော့ကားပါကင်နဲ့ဆိုင်ကယ်ပါကင်တွေပေါ့နော်အဲ့ဒီကနေရှောက်လာမယ်ဆိုလို့ရှိရင်ဒီရှေ့မှာတွေ့ရမှာကတော့ရေကန်ပဲဖြစ်ပါတယ်10ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်ဒီမှာကြည့်ကော်ဖီတောက်မုံစားပြီးတော့ချေးနေတဲ့သူရှိတယ်ပေါ့နော်ဒီဘက်မှာလည်းကော်ဖီဆိုင်တွေရှိတယ်ဗျဒီမှာသူကဒီ10ရက်နောက်မှာတောင်းနေနေဆိုတော့ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ရှိရင်တော့ရမိုက်တယ်ပေါ့နော်အခုတွေ့နေရတဲ့အတိုင်းပဲဒီနေရာကတော့ဒီချင်းမိုင်နဲ့ကျွန်တော်စောနာပြောခဲ့သလိုပဲပေါ့နော်ဆိုင်ကယ်မိနစ်40လောက်စီးလာလို့ရှိရင်ရောက်တဲ့နေရာပေါ့နော်အားလုံးတွေ့တဲ့အတိုင်းပဲဒီနားမှာဓာတ်ပုံရိုက်လို့အရန်ကောင်းတယ်ဒီနားမှာထိုင်ပြီးရိုက်ချင်လည်းရတယ်ပေါ့နော်ဗာညာဓာတ်ပုံရိုက်ရတဲ့ကြိုက်တဲ့သူတွေအတွက်ကတော့ဒီနေရာကိုလာတက်နေပေါ့နော်ကျွန်တော်ပြောသလိုပဲညနေဘက်မှာလာပြီးတော့ရိုက်မယ်ဆိုတော့ပို့ပြီးတော့အဆင်ပြေတယ်ဗျဟိုမှာကြည့်ဒီမှာဒီ10ရက်အနောက်မှာဆိုလို့ရှိရင်ဒီမှာကော်ဖီဆိုင်တွေမုန်းဆိုင်တွေရှိတယ်ပေါ့နော်ကော်ဖီဆိုင်တွေမှာထိုင်ပြီးတော့ဒီဘက်ကိုဓာတ်ပုံရိုက်လို့ရှိရင်လည်းရမ်းမိုက်တယ်ဗျတို့လိုမျိုးဒီဒူဘိုင်းမှာနှစ်အကြာကြီးနေခဲ့ပြီးတော့ဒီတောင်တန်းတွေတောတောင်တဘာဝတွေကိုလွမ်းနေတဲ့သူတွေအတွက်ကတော့ဒီနေရာကိုလာပြီးတော့ဒီချေးတင်နေပေါ့နော်အားလုံးတွေ့တဲ့အတိုင်းပဲကျွန်တော်တို့ဓာတ်ပုံရိုက်ပြီးတော့အပေါ်ပြန်တက်လာတော့ညနေ6နာရီခွဲလောက်မှာမိုးစရွာတယ်ပေါ့နော်မိုးရွာတော့ဒီတက်တက်နေလဲထွက်လာတယ်အရင်မိုက်တယ်ဗျကျွန်တော်တို့သွားရတာပို့ပြီးတော့တန်သွားတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်မိုးရွာတာကိုကြည့်ပြီးတော့အတူသွားတဲ့ဘော်ဒါတွေနဲ့ဆိုင်ထိုင်ရင်ပေါ့နော်မုံစာရင်စကားပြောလိုက်နေကျွန်တော်တို့ကတော့ဒီအတွေ့အကြုံတစ်ခုအမတ်တရတစ်ခုဆိုလဲမမားပါဘူးဆိုတော့အခုကြည့်နေတဲ့သူတွေလည်းချင်းမိုင်အောင်လာပြစ်မယ်ချင်းမိုင်မှာရှိနေဆိုလို့ရှိရင်လည်းဒီနေရာကိုသွားလက်ကြည့်ဖို့ပြောချင်ပါတယ်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပြောခဲ့သလိုပဲညနေဘက်မှာသွားလဲပေါ့နော်အရင်မိုက်ပါတယ်ဆိုတော့အဆုံးထိလိုက်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဗျ